ဘယ်သူမှအတင်းလုပ်ခိုင်းလို့မဟုတ်ဘူးကျမတို့ယုံကြည်လို့နိုင်ငံရဲ့လုပ်တင်နေဆိုတာယုံကြည်လို့ဒီနိုင်ငံကိုပြောင်းလဲအောင်လုပ်တင်နေဆိုတာယုံကြည်လို့ကျမတို့လုပ်တယ်လုပ်တော့ခံရတယ်ကားလည်းခံမယ်လေဒါကိုလုံးချင်လို့ကိုယ့်ရဲ့ရွေးချယ်မှုရကိုလုံးထားပဲအဲ့ဒါအတွက်ဘယ်သူရှိရမှပြန်ပြီးတော့အကျွေးတောင်းနေကြလည်းမလိုဘူးတချို့တွေကတိတ်ပြီးတော့ကိုရည်သွေးတယ်ဘယ်အဖွဲ့အစည်းဘယ်ပုဂ္ဂိုလ်ကိုမှတိတ်ကိုရည်သွေးလို့ရှိရင်မယုံကြပါနဲ့လို့ကျမသတိပေးချင်ပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့အန်ဒီရဲ့နှစ်ခုရှိတယ်တခုကစောစောကကျမပြောသလိုပေါ့ကိုတိတ်အနစ်နာခံတယ်လို့ပြောတဲ့လူတွေကနောက်ကျရင်အကျွေးတောင်းနေမယ်ကျွန်တော်တို့ကျမတို့ကဒီလိုအနစ်နာခံခဲ့လို့ဒီလိုနေရာလေးတော့ပေးတင်တယ်ဒီလိုအခွင့်အရေးလေးတော့ပေးတင်တယ်ဆိုတဲ့သဘောမျိုးအဲ့ဒါအန်ဒီရဲ့တခုနောက်တစ်ခုကကိုတိတ်အချင်းချင်းကိုကနေပြီးတော့တိတ်လုတ်ပေးတာပဲကိုကနေပြီးတော့တိတ်ပြီးတော့ခံပေးတာပဲဆိုတော့ကိုအချင်းကြီးတဲ့လူတွေဟာတိတ်မလွယ်ဘူးလူများတွေကိုအချင်းသေးတတ်တယ်ကိုအချင်းကြီးတာနဲ့အမျှတခြားလူတွေကိုအချင်းသေးတယ်တခြားလူတွေဆိုတဲ့အထဲမှာပြည်သူတွေလည်းပါလာတယ်ဒါကြောင့်မလို့ကိုကယ်တင်ရှင်တွေလို့ပြောတဲ့လူတွေဆိုသတိနဲ့ဆက်ဆံတော့အဲ့ဒါပြည်သူတွေသတိထားမယ်ကိစ္စပဲကျမတို့အခုရှေ့ပြီးတော့ဆက်ရမယ်လမ်းမှာဆိုရင်ပြည်သူနဲ့အစိုးရလက်တွဲပြီးတော့လုံနိုင်တဲ့စနစ်မျိုးကိုကျမတို့ထူထောင်ခြင်းတယ်ပြည်သူနဲ့အစိုးရလက်တွဲပြီးတော့လုံနိုင်မို့ဆိုတာတူပေါ်တူယုံကြည်မှုရှိရမယ်